ကမှာပဲအမမနေတင်ကားရာဖြစ်ပြနေတွေ့ကြုံငါကျင်လေရစမြဲတွေ့နေမြင်ဘဝတွေကွာလေတန်တရားရဲ့ကြီးသွားစေတို့တူပါရီခွေးကြနေလေအေးများတဲ့ဆက်ရလို့မြတ်တရားနဲ့စာနာခြင်းထားလို့ရင်နေကောင်းမှုများပြုကြလာလောကရဲ့လေတန်တရားရဲ့ဝေစီကိုအတိတတိပညာရှင်တွေကမျက်စိထားကိုပြူနေတဲ့ကံဟာ